နိုင်ငံနှစ်တရားကျော်အုပ်ချုပ်ခဲ့တဲ့မြန်မာနိုင်ငံကိုလွတ်လပ်ရေးရအောင်ပြန်လဲယူခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းတဲ့အဖွဲ့နောက်ပိုင်းမြန်မာနိုင်ငံရေးလောကမှာစံချိန်တင်တဲ့ခေါင်းဆောင်ကောင်းတွေဘလောက်တောင်ပေါ်ပေါက်ခဲ့ပြီလဲဒီကနေ့ခေတ်မှာဒေသရင်းနိုင်ငံတွေနဲ့ရှင်ရင်နောက်ကျကျန်နေခဲ့တဲ့မြန်မာနိုင်ငံကိုဟန်ချက်ညီညီထိန်းညှိနိုင်ပြီးပုံမကောင်းမှုနဲ့အနေအထားတစ်ခုကိုဥဆောင်နိုင်ဖို့ဘလို့အရေးချင်းရှိတဲ့ခေါင်းဆောင်မျိုးတွေလိုအပ်နေတယ်လဲဆိုတာကိုဒီတစ်ပတ် DBB debate အစီအစဉ်မှာဆွေးနွေးသားကြမှာဖြစ်ပါတယ်ကျွန်မမျိုးပါဒီဗီဒီယိုဒဘိတ်စီစဉ်ကကြိုဆိုပါရစေဒီကနေ့ဆွေးနွေးမှာကတော့2015အလုံးမှာမြန်မာနိုင်ငံအတွက်ဘယ်လိုခေါင်းဆောင်မျိုးလိုအပ်နေလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသားကြမှာဖြစ်ပါတယ်ပထမဦးဆုံးပရိသတ်ကိုဥဆောင်ဆွေးနွေးမဲ့ပုံကိုလေးဦးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ပထမဦးဆုံးအနေနဲ့ဒီဘက်ကတော့စာရေးဆရာဦးကျော်ဝင်းဖြစ်ပါတယ်ဒီဘက်ကတော့ဆရာစလိုင်းလျံမုံချင်းမျိုးသားတပ်ဦးနဲ့တနိုင်ငံလုံးပြစ်ခတ်ရက်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့အဖြစ်ပါတယ်ဒီဘက်ကတော့မြန်မာ Management Institute ရဲ့ကျောင်းအုပ် Managing Director ပေါမောက္ခဦးရေးကျော်ဖြစ်ပါတယ်ဒီဘက်ကတော့ပြည်သူ့လွှတ်တော်အမတ်ဆရာမဒေါ်တင်နွယ်ဦးဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဆရာလက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေကရှေ့တိုးလိုက်ဖြစ်လိုက်နောက်ဆုတ်လိုက်ပြောနေကြတယ်ပေါ့နော်လက်ရှိအခြေအနေထက်ပုံမကောင်းမွန်တဲ့အနေအထားတစ်ခုကိုဖန်တီးနိုင်မှုကျမတို့မြန်မာနိုင်ငံအတွက်ကလူကအဓိကကြနေသလားမူကအဓိကကြနေသလားဆရာလူလားမူလားဆိုတဲ့ပြဿနာလွန်ခဲ့တဲ့နှစ်ပေါင်း90တလျှောက်လို့ကျွန်တော်တို့ကြားနေရတာပေါ့ဗျာနောက်ဆုံးတော့ဘာကောက်ချက်ရောက်လဲဆိုဟာမူတွေကတော့ကောင်းတယ်လူမကောင်းလို့ဆိုတကယ်ဒါပေမဲ့တကယ်တမ်းဖြတ်လာပြီးတဲ့အခါကျတော့မဟုတ်ပါဘူးမူကမကောင်းလို့ဘယ်သူမှမကောင်းတော့အဲ့ဒီတော့မူနဲ့လူကခွဲရတော့ခက်တယ်ပေါ့သို့တော့မဖြစ်မနေခွဲရမယ်ဆိုတော့မူကပို့ပြီးအဓိကကြမယ်ထင်ပါတယ်ဆရာစလိုင်းရမုံကိုမေးချင်ပါတယ်ကျမတို့မြန်မာနိုင်ငံအတွက်ပေါ့2015အလုံးမှာဘယ်လိုခေါင်းဆောင်မျိုးတွေလိုအပ်မယ်လို့ထင်လဲဆရာဟုတ်ကဲ့ခေါင်းဆောင်ဆိုတာကျွန်တော်တို့ဟိုဘာခေါ်မလဲနိုင်ငံရေးသမားတွေအဲ့ဒီဖွင့်ဆိုလဲရှိတာတော့ policy မူတရက်ကိုကောင်းမွန်စွာချက်မှတ်ပြီးတော့သူချက်မှတ်တဲ့ policy ကိုကောင်းမွန်စွာအကောင့်ထေဖော်နိုင်တဲ့လူကိုခေါင်းဆောင်လို့ကျွန်တော်တို့ပြောလဲရှိတယ်ဆိုတော့အဲ့ဒီမှာမူကကြီးကြီးသလားလူကကြီးကြီးသလားကျွန်တော်တို့တိုင်းပြည်မှာခေါင်းဆောင်လုပ်ခဲ့တဲ့ဗိုလ်ချုပ်ကြီးနေဝင်းသူကလည်းသူ့မူကိုတေးတေးချက်ချက်ချက်မှတ်တယ်သူ့မူကိုတေးတေးချက်ချက်အကောင့်ထေဖော်တယ်အကောင့်ထေဖော်တဲ့နေရာမှာဗိုလ်ချုပ်နေဝင်းကတစ်ဖက်ကန်ခတ်အောင်ကျွမ်းကျင်ပြီးတော့မှတကယ်အကောင့်ထေဖော်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်ပါဖြစ်သွားလဲသူ့မူမကောင်းတဲ့ခါကျတော့တိုင်းပြည်ကြီးဒုက္ခရောက်တယ်လက်ရှိနေတဲ့မူရောကောင်းနေလားဆိုးနေလားကျွန်တော်အမြင်ကတော့ကျွန်တော်တို့တိုင်းပြည်အသွင်ကူးပြောင်းရေးကာလမှာပဲရှိနေပါသေးတယ်စစ်အာဏာရှင်စနစ်တပါတီအာဏာရှင်စနစ်ကနေပြီးတော့ကျွန်တော်တို့ဒီမိုကရေစီတွင်ကူးပြောင်းရေးကိုသွားနေတာဖြစ်တယ်ဆိုတော့ဒီတိုင်းပြည်မှာဘာမူနဲ့သွားမလဲဘာမူနဲ့သွားမလဲဆိုရင်ကျွန်တော်တို့ကြည့်လို့ရတာတခုတည်းသောမူ2010ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပါတယ်2010ဖွဲ့စည်းပုံအခြေခံဥပဒေကကျွန်တော်တို့ဒီမိုကရေစီအင်္ဂါရပ်နဲ့ပြည့်စုံပြီလားအဲ့ဒီမေးခွန်းကိုပြည်သူလူထုအားလုံးကမေးလိုက်လို့ရှိရင်ကျွန်တော်ယုံပါတယ်မပြည့်စုံသေးဘူးလို့သူတို့ပြောမှာပဲအဲ့ဒီအတွက်ကျွန်တော်ဒီတိုင်းပြည်မှာပြည့်စုံကောင်းမွန်တဲ့ policy မူမရှိသေးဘူးလို့ကျွန်တော်ပြောချင်ပါတယ်လက်ရှိမြန်မာနိုင်ငံရဲ့အစိုးရ institution တွေနောက်တစ်ချက်ကအတိုက်ခံပါတီတွေရဲ့အင်အားစုတွေနိုင်ငံရေးအဖွဲ့အင်အားစုတွေရဲ့သူတို့ရဲ့ institution တိစောက်ပုံတွေစီမံခန့်ခွဲမှုတွေကကောင်းမွန်တဲ့အနေအထားမျိုးမှာရှိနေပြီလားဆရာအဖွဲ့အစည်းခွဲပြီးပြောမယ်ဆိုရင်တော့ဒီဝန်ကြီးဌာန34ခုပေါ့ဒီ executive branch ပေါ့သူကအင်္ဂလိပ်ခေတ်ကလာခဲ့တဲ့ bureaucracy ကိုပြန်လည်မွမ်းမံပြီးတော့ပြင်ထားတဲ့အုပ်ချုပ်မှုစနစ်ဖြစ်နေတယ်နောက်တစ်ချက်ကကျန်တဲ့အဖွဲ့အစည်းတွေပေါ့ဟိုမှာနိုင်ငံရေးပါတီဖြစ်ဖြစ်ဝန်ကြီးဌာနမဟုတ်တဲ့ NGO တွေဖြစ်ဖြစ်ပေါ့အသေးစိတ်သွားရင်တော်တော်ကျယ်တယ်အချင်းချုံဆိုတော့စကားလုံးနှလုံးပဲပြောမယ်တစ်ခုက structure တစ်ခုက strategy အရန်ကောင်းတဲ့ပါတီက structure မကောင်း structure အရန်ကောင်းတဲ့ပါတီက strategy မကောင်းအခုလူတော်တော်များများက strategy ဘိုင်းကိုသွားကြတယ် policy ဆိုတာဒါ strategy အုပ်စုပဲဥပမာတက္ကသိုလ်ဆိုပါစို့ထုံးစံအတိုင်းပေါမောက္ခချုပ်မော်ကွန်းထိန်စာကြည့်လိုက်မှုဝေစင်းမှုပဲရှိတယ်ကမ္ဘာမှာ autonomy of the university autonomy သွားနေတဲ့ structure ဖွဲ့စည်းပုံမှာ chief student service officer ဆိုတာရှိတယ်နောက်တက္ကသိုလ်ရဲ့ marketing manager ရှိတယ်အဲ့တော့ဒါကဒီရှိတဲ့ရှိထိုက်တဲ့ structure တွေဒီမြန်မာပြည်ကအဖွဲ့အစည်းတွေမှာ
ပြည့်စုံအောင်မရှိသေးဘူးအမေရိကဘယ်ဖွဲ့ကိုငားတယ်လို့ပြောတဲ့အခါမှာ Facebook မှာဝိုင်းပြီးတော့ negative comment ပေးကြတာပေါ့ဆရာတော့ထောက်ခံတယ်ဘာလို့ဆိုတော့မြန်မာပြည်မတက်သေးတဲ့အတတ်ပညာကဘာမှအများကြီးရှိတယ် ဟုတ်ကဲ့ပါဆရာမတော်တင်နေကိုမေးချင်ပါတယ်ရှင့်ဆရာမကလွတ်တော်ကိုယ်စားလှယ်လည်းဖြစ်တယ်ပေါ့နော်အဲ့လိုဖြစ်တဲ့အခါကျတော့လက်ရှိလွတ်တော်ထဲမှာရောက်နေတဲ့ကိုယ်စားလှယ်တွေကကောစွမ်းဆောင်ရည်တွေပြည့်ဝနေပြီလား perfect လို့ပြောနိုင်တယ်လို့တော်ရှားပါတယ်လွတ်တော်မှာအဓိကဖွဲ့စည်းထားတာကဒီရေးရကော်မတီ၄ခုနဲ့အဓိကထားပြီးဖွဲ့စည်းထားတာအဲကော်မတီရေးရဒီ၄ခုမှာပါတဲ့လွတ်တော်ကိုယ်စားလှယ်တွေရဲ့အရေးအချင်းပေါ်ဒီပြောလွတ်တော်အရေးအချင်းမြင့်မအောင်အဲ့တော့လွတ်တော်ရေးရကော်မတီတွေကလည်းစွမ်းဆောင်ရည်ရှိတဲ့လူကပို့ပြီးတော့အလုပ်လုပ်နေတာတွေ့လိမ့်မယ်စနေတင်းတွေလောက်ရတယ်လွတ်တော်နားရက်လည်းလောက်ရတယ်ဒီ overtime ဆိုတော့လာစားမရဘဲနဲ့ကိုကအိတ်ထက်စိုက်ပြီးတော့လောက်ရတယ်လွတ်တော်ကိုယ်စားလှယ်အများကြီးရှိဆရာမကပြောပါတယ်ဆရာလွတ်တော်ထဲမှာတကယ်ကိုစွမ်းဆောင်ရည်ရှိပြီးတော့ဥဆောင်နိုင်တဲ့သူနည်းတယ်လို့ခုနပြောတယ်အဲ့ဒါကအဓိကဘလို့အချက်ပေါ်မှာမူတည်ပြီးတော့မြန်မာနိုင်ငံရဲ့အနေအထားကဖြစ်နေတာပါလေဆရာ1962အာနာသိန်းတော့ကျွန်တော်10နှစ်သားပါ10နှစ်သားဆိုကလေးပေါ့ဗာတိမလဲအခု63နှစ်ပါဒီတိုင်းပြည်မှာပါလီမန်ဒီမိုကရေစီဆိုတာကိုကလေးဘဝနဲ့ဘာမှညာမှမသိပြီးလိုက်တဲ့သူကအခုမသိသေးရင်ပြည်စင်သားအရွယ်ရောက်အဲ့တော့အရွယ်ကောင်းတဲ့လူငယ်လူရွယ်တွေပါလီမန်ဒီမိုကရေစီဆိုတာမသိဘူးမိလည်းမမိလိုက်အဲ့တော့နိုင်ငံရေးဘဝကအဲ့ဒါလိုဖြစ်နေတယ်ပိတ်ဆို့နေတဲ့အချိန်မှာတက်ကလူကပေးနိုင်လားဆိုမပေးနိုင်တက်ကလူမှာနိုင်ငံရေးသိပ္ပံဘာသာရပျောက်သွားတာကြာစာပေလောကကပေးနိုင်လားဆိုလို့ပွင့်ဝင်လင်းလင်းပြောရင်ငကနီခစ်ကနေဒီနေ့ဒီကျွန်တော်တို့စာပေလောကလက်ဝဲစာပေတဲမှာပဲကြာကြာလဲနေသက်ရှိသေးတယ်ဒီမိုကရေစီကိုမျက်စိဖွင့်ကြည့်ရကောင်းမှမနစ်တဲ့နေရာမှာသိတာအရရအခြေအနေကလူတွေတုံးအောင်ပို့ပေးတော့ဒီအခြေအနေကိုပေါက်လံပြောင်းလဲဖို့ဆိုတာလဲအချင်းယူရပါလိမ့်မယ်ဘာကစရမှာလဲဆိုပညာရေးကစရမယ်ပညာရေးကိုအခုသိတဲ့အတိုင်းပြဿနာတွေနဲ့စရတယ်ဆရာထောက်ခံပါဆရာပညာရေးကစရမယ်တဲ့ဆရာကျော်ဝင်းကပြောတယ်မှန်ပါတယ်ဟိုဟာပညာရေးဆိုတဲ့နေရာမှာလဲတက္ကသိုလ်ကျောင်းစာပေးတဲ့ formal education တခုတည်းနဲ့မလုံလောက်ပါဘူး informal education ရယ် non formal education ရယ်ထပ်ဖြစ်ရပါမယ်ဘာလို့ဆိုတော့ဆရာတို့အယူဆွဲနေတာကတကယ်တမ်းတက်ပြီးဘွဲရတာနဲ့ဘွဲရပညာတတ်ဖြစ်ပြီလို့ထင်နေတာအမှန်မှဘွဲပဲရတာပညာတတ်မဖြစ်ပါဘူးပညာရေးကိုအလယ်မှာဟိုအဓိက main dishes နေနဲ့ထားပြီးဘေးကနေပံ့ပိုးကူညီရမယ်ဝန်ကြီးဌာန၄ခုရှိတယ်တစ်ကကျန်းမာရေးဝန်ကြီးဌာန။ဘာကြောင့်လဲဆိုတော့ physically healthy ဖြစ်မှလူကစာဖတ်လို့ရတယ်လိုက်စားလို့ရတယ်။ဒုတိယချက်ကအားကစားဝန်ကြီးဌာန all round development ဖြစ်ဖို့ကကျန်းမာဖို့လိုတယ်။နောက်တတိယတစ်ခုကသာသနာရေးဝန်ကြီးဌာန။သာသနာရေးဦးစီးဌာနကနေသက်ဆိုင်ရာဘာသာလိုက်ပေါ့ဆရာဗုဒ္ဓဘာသာလို့မဆိုလို့ဒီဘာသာရေးအဆုံးအမတွင်တင်မှုကိုကျောင်းစာထဲမှာထည့်ခြင်းကလူတွေရဲ့ဒီ attitude perception personality motivation character နဲ့ moral ဆိုတဲ့အချက်6ခုကိုတိုးတက်စေပါတယ်အဲ့ဒါလိုပါတယ်နောက်ဆုံးတစ်ချက်ကပြန်ကြားရေးဝန်ကြီးဌာနပါပြန်ကြားရေးဝန်ကြီးဌာနကဒီ Harvard University Library လိုမျိုး24နာရီဖွင့်တဲ့ library မျိုးဖွင့်ပေးဖို့လိုတယ်အသက်20 21နှစ်ဘွဲရပြီးတဲ့အခါမှာအသက်60အထိအလုပ်လုပ်မယ်ဆိုရင်အနည်း40ကျော်ဖြတ်ဖို့အတွက်သူ့ကိုထပ်ပြီးတော့ continuing professional development ဖြစ်ဖို့လိုတယ်အဲ့လိုလုပ်ဖို့က library ကဈေးအသက်သာဆုံးနဲ့အလွယ်ဆုံးပါပဲမြန်မာပြည်မှာ library တွေအများအားနေနေပါတယ်ကျေးဇူးတင်ပါဆရာကျွန်တော်ဆရာဦးကျော်ဝင်းပြောတာကိုထောက်ခံပါတယ်ကျွန်တော်စာအုပ်တအုပ်ကြီးပို့တယ်ဒီမိုကရေစီကျင့်စဉ်တရားဆိုတဲ့စာအုပ်အဲ့ဒါမှာကျွန်တော်အာဏာရှင်စနစ်ကိုဘယ်လိုပြောသလဲဆိုတော့အာဏာရှင်တွေလူအပ်နေတဲ့လူချင်းနေတဲ့အလူချင်းဆုံးအရာကဘာလဲဆိုတော့ထုံအညံ့ဖြင်း၍အတိတရားကင်းမဲ့တော်လူထုကိုလူချင်းတာဖြစ်တယ်အဲ့ဒါမှတို့ကလွယ်ကိုကျွန်တော်တို့ကိုတိရစ္ဆာန်လို့အုပ်ချုပ်လို့ရမှာဖြစ်တယ်ဆိုတော့အခုကျွန်တော်တို့အနေနဲ့ဒီတိုင်းပြည်ကိုပြောင်းတော့မယ်ဆိုလို့ရှိရင်ကျွန်တော်ကတော့ပညာရေးကဏ္ဍအကြီးကြီးတယ်ဆိုတာထောက်ခံပါတယ်ဒါပေမဲ့ပညာရေးဆိုတာနိုင်ငံရေးရဲ့လက်အောက်ခံအင်္ဂါရပ်တစ်ခုဖြစ်တယ်အဲ့ဒီတွေ့ကြောင့်ကျွန်တော်တို့အဓိကလုပ်ဖို့လိုအပ်နေတာနိုင်ငံရေးစနစ်ကိုပြောင်းဖို့လိုတယ်နောက်ပြီးတော့ဆရာပြောတဲ့ထဲမှာဟိုဘာခေါ်မလဲကုကျင့်တရားကိစ္စကျွန်တော်ထောက်ခံပါတယ်ဒါပေမဲ့ကုကျင့်တရားကိစ္စကိုကျောင်းမှာသင်ဖို့တော့ကျွန်တော်မထောက်ခံဘူးဘာဖြစ်လို့လဲဆိုတော့ဒီတိုင်းပြည်ကလူမျိုးပေါင်းစုံရုံနှောတဲ့တိုင်းပြည်ဖြစ်တယ်။ဘာသာတရားပေါင်းစုံရုံနှောတဲ့တိုင်းပြည်ဖြစ်တယ်။အဲ့ဒီမှာဦးနှုတ်ကနေပြီးတော့နိုင်ငံတော်ဘာသာကိုလှုပ်ပြီးတဲ့ချိန်ကနေစပြီးယနေ့အထိဒီတိုင်းပြည်မှာတင် जा ပေးတဲ့ကုကျင့်တရားဗုဒ္ဓကျင့်တရားပဲဖြစ်တယ်။ဗုဒ္ဓဘာသာရဲ့ကုကျင့်တရားပဲဖြစ်တယ်။ကျွန်တော်တို့ခရိယန်တွေမွတ်စလင်တွေအတွက်ဘာမှမပါဘူး။နံပါတ်1တက္ကသိုလ်တွေမှာဟို library ကောင်းတွေဖွင့်ပေးရမယ်ဆိုတာကျွန်တော်ထောက်ခံတယ်။ဒါပေမဲ့တက္ကသိုလ်ကနေပြီးတော့ library ဖွင့်ဖို့ကိစ္စပြန်ကြားရေးဌာနရဲ့အလုံးမဟုတ်ဘူး
တက်ကတူပညာရေးဝန်ကြီးဌာနနေပြီးတော့တက်ကတူမှာ independent institution အနေနဲ့ရပ်တည်နိုင်မယ်ဆိုရင်ဒါကငွေရှိတဲ့တက်ကတူတွေအထောက်ပံ့များတဲ့တက်ကတူတွေကနေပြီးတော့အများကြီးလုပ်နိုင်မှာဖြစ်ပါတယ် ဒီနေ့ဆွေးနွေးတာနဲ့ပတ်သက်ပြီးတော့ဗီဒီယိုသတင်းပေးပို့ချက်ကလေးတစ်ချက်ကိုကြည့်လိုက်ရအောင် 2015နီးကပ်လာတာနဲ့အမျှလူပြောသူပြောအများဆုံးဘေးနီးပို့စာတစ်ခုလိုခန့်မှန်းပြောဆိုနေကြတာကတော့2015အလွန်မှာမြန်မာနိုင်ငံအတွက်ဘယ်သူခေါင်းဆောင်ဖြစ်မလဲဘလို့ခေါင်းဆောင်မျိုးလိုအဲ့လဲဖြစ်တင်လဲဆိုတာတွေဖြစ်ပါတယ်။လာတူပဲသက်ဆိုင်ရာနယ်ပယ်တည်တည်မှာအမှန်တကယ်ခေါင်းဆောင်ရည်ချင်းရှိတဲ့သူတွေဟာခေါင်းဆောင်ပိုင်းနေရာရရှိလာဖို့လက်ရှိအခင်းကျင်းရာဘလောက်ဖြစ်နိုင်ခြေရှိနေလဲဆိုတာပါ။ဒါကအငင်းပွားစရာဖြစ်နေတဲ့မိုးကြရွှေကိုရဲ့အခမ်းအနားနဲ့ပတ်သက်ပြီးပြောဆိုနေကြတာဖြစ်ပါတယ်။လက်ရှိချိန်မှာမြန်မာနိုင်ငံဟာကမ္ဘာအစည်းအဝေးနိုင်ငံတွေထဲအကျင့်ပြတ်လက်စားမှုအများဆုံးနိုင်ငံတွေထဲဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတွေထဲပြည်တွင်းရေးမငြိမ်သက်မှုများတဲ့နိုင်ငံတွေထဲကနေခုချိန်ထိရုံမထွက်နိုင်သေးပါဘူး။ဟိုရင်ကလူအဓိကထားပြီးတိုင်းပြည်ကိုကိုင်တွယ်အုပ်ချုပ်ခဲ့ရကနေခုချိန်မှာမူကိုတီးပြီးအုပ်ချုပ်နေပါတယ်လို့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရရွှေမန်းကအမေရိကန်ရောက်မြန်မာအင်အားစုနဲ့တွေ့ဆုံစဉ်ပြောခဲ့ပူပါတယ်။ကမ္ဘာကျော်နိုင်ငံရေးတွေးခေါ်ရှင်ဒန်နီယယ်ပက်ထရစ်မာနီဟန်ကလူဖွဲ့စည်းရဲ့အောင်မြင်မှုကိုဆုံးဖြတ်ပေးတဲ့အရာဟာမူနိုင်ငံရေးစနစ်မဟုတ်ပဲသူတို့ရဲ့ယဉ်ကျေးမှုလူသားဖြစ်တယ်လို့ဆိုပါတယ်။ပညာရှင်တိုင်းကတော့ဒီမြင်ကိုလက်ခံကြတာမဟုတ်ပါဘူး။လူယဉ်ကျေးမှုကိုချိန်ခံပြီးအုပ်ချုပ်တာဟာထိခိုက်လွယ်တဲ့အတွက်ဘလောက်ပဲခိုင်လုံတဲ့အကြောင်းပြချက်တွေရှိစေကမူဒါကိုခိုင်လုံတဲ့တောက်တိုင်းလို့မယုံကြည်တဲ့သူတွေလည်းရှိပါတယ်။အကယ်၍လူကအဓိကကြပါတယ်ဆိုရင်တော့လက်ရှိမြန်မာနိုင်ငံရေးအခင်းကျင်းရပေးထားချက်တွေအရစစ်တပ်နဲ့အသွင်ပြောင်းစစ်ဗိုလ်ချုပ်တွေကိုနိုင်ငံရေးကနေပြည်သူ့လူကြားဖဲခွာဖြစ်ဖို့ဘလောက်များဖြစ်နိုင်ခြေရှိနေလဲဒါတွေက2015လွန်မြန်မာနိုင်ငံအတွက်တင့်တော်တဲ့ဖြစ်တဲ့ခေါင်းဆောင်ရွေးချယ်မှုအတွက်မဖြစ်မနေထည့်ဆင်းရမယ့်စဉ်းစားချက်ဖြစ်ပါတယ် ဒီဗီဒီယိုဒီဘိတ်အစီအစဉ်ကပြန်လည်ကြိုဆိုပါရစေဒီကနေ့ဆွေးနွေးတာနဲ့ပတ်သက်ပြီးတော့ကတ်တွန်းနဲ့မီးမောင်းထိုးပြတရုပ်ဖော်ပြမယ်ကတ်တွန်းဆရာကတော့ဘီရုမှာဖြစ်ပါတယ်ဆရာစလိုင်းကပြောပါတယ်နိုင်ငံရေးစနစ်ခိုင်မာအောင်တိစောက်ဖို့လိုတယ်လို့ပြောတယ်မတူညီတဲ့အမြင်သဘောထားလေးတွေကိုတွေ့ရပါတယ်အဲ့ဒီပုံမှာဆရာဦးကျော်ဝင်းဗာများပြောချင်ပါသေးလဲရှင်အခုကပြောရင်နဲ့အာဂျန်ဒါပြောက်သွားတယ်လို့ဖြစ်နေတယ်ပထမအာဂျန်ဒါကစပြောဖို့လိုလိမ့်မယ်2015အလွန်ခေါင်းဆောင်အရေးချင်း5ခုခေတ်ကတောင်းဆိုတဲ့တောင်းဆိုချက်5ခုကိုဖြည့်နိုင်တဲ့အရေးချင်းရှိဖို့လိုနေတယ်နံပါတ်1အခြေခံအကြဆုံးအချက်ကတော့လူထုကြိုက်ဖို့လိုတယ်နောက်အချက်တွေပြောဖို့တော့သမိုင်းကိုနည်းနည်းလှန်ရကျွန်တော်တို့တိုင်းပြည်မှာ48လွတ်လပ်ရေးရပြီးတယ်အခုထိမဖြည့်ရှင်းနိုင်တဲ့အခြေခံပြဿနာကြီး2ခုရှိဗမာမဟုတ်တဲ့တိုင်းရင်းသားလူမျိုးစုတွေနဲ့ဗမာအများစုတောက်လျှောက်လွှမ်းမိုးလာတဲ့အစိုးရအဆက်ဆက်ချပြိပက္ခဒုတိယတစ်ခုကတော့60နှစ်နောက်ပိုင်းတက်လာတဲ့အစိုးရတွေနဲ့တိုင်းရင်းသားအားလုံးဗမာအပါအဝင်ပြည်သူလူထုတရားလုံးချပြိပက္ခဒီနှစ်ချက်ရဲ့လိုအပ်ချက်ကဘာလဲဆိုတော့နောက်တက်လာတဲ့ခေါင်းဆောင်ကနံပါတ်1အရေးချင်းတိုင်းရင်းသားရေးရာကိစ္စကိုတည်တည်ငြိမ်ငြိမ်ဖြေရှင်းနိုင်တဲ့သူဖြစ်ရမယ်တတိယအချက်ကတော့ဗမာနိုင်ငံရေးမှာတိတ်အရေးကြီးတယ်ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေတိတ်အရေးကြီးတယ်တက်နဲ့ဒီလုံနိုင်တယ်တနည်းပြောရင်ရပ်ဖက်စစ်ဖက်ဆက်ဆံရေးကိုဖြေရှင်းနိုင်တဲ့ခေါင်းဆောင်ဖြစ်ဖို့လိုစရုပ်ချချက်ပြောဖို့လေတမိုင်းနည်းနည်းပြန်ဆက်ရပါခုနပြိပက္ခကြီး2ခုကိုဖြေရှင်းဖို့ကျွန်တော်တို့ကြိုးစားခဲ့ကြတယ်များသောအားဖြင့်ကြိုးစားခဲ့တဲ့နီးရတော့ radical နီးပါ48နောက်ပိုင်းတက်လာတဲ့အစိုးရတိုင်းရဲ့ရည်ရွယ်ချက်ကလက်နက်ကန်အင်အားစုတွေအမြင့်ဖြတ်ရေးလက်နက်ကန်အင်အားစုတွေရဲ့ရည်ရွယ်ချက်ကလည်းအစိုးရတွေဖြုတ်ချတယ်လက်တွေ့မှာတော့လက်နက်ကန်အင်အားစုတွေအမြင့်မပြတ်ဘူးအစိုးရတွေလည်းမပြတ်ဘူးတိုင်းပြည်ပဲစုပ်ပြတ်တယ်အဲ့ဒီခါးသီးနာကြီးတောင်ကျန်စီတာသင်္ကန်းဆောင်ကိုယူတတ်ဖို့ radical အန်တရကိုကြနာနာသဘောပေါက်ဖို့လိုနေတယ်ထင်ပါတယ်ဒါစရုပ်ထအရေးချင်းနောက်ဆုံးပြောချင်တာကတော့ pragmatic ဖြစ်ဖို့ဘာဖြစ်လို့အဲ့လိုပြောရလဲဆိုတော့ကျွန်တော်တို့ဒီမှာနှုံးဆက်အဆွဲတွေသိညာပါပြဿနာတရားချင်းကပ်ရင်ကိုယ်စိတ်ကူးဆန်နေနဲ့တွားကြအဲ့တော့လက်တွေ့နဲ့အဟမဒီယာအများကြီးဖြစ်ဒါဖြစ်ရတောင်းဆိုချက်ပါဒီ5ခုကိုဖြည့်ဆည်းနိုင်တဲ့ခေါင်းဆောင်ရရင်ကျွန်တော်တို့ကံကောင်းပါပါမြန်မာပြည်ကံကောင်းဆရာကပြောတဲ့အချက်5ချက်ပေါ်မှာရှိတဲ့ခေါင်းဆောင်မှုဖြစ်နိုင်တဲ့သူမျိုးရှိရမယ်လို့ပြောတယ်မြန်မာပြည်ရဲ့အနေအထားအရာပေါ့ဆရာမအဲ့ဒီပုံမှာဗာများပြောချင်တယ်ရှင်မြန်မာပြည်ရဲ့ future ပေါ့မြန်မာပြည်ရဲ့ကံကြမ္မာအရေးကြီးဆုံးဖြစ်တဲ့ကံကြမ္မာကဘယ်ပေါ်မှာတည်လဲဆိုတော့ဒီသမရာလောင်းပေါ်မှာတည်နေတာဒီသမရာလောင်းကအရေးချင်းရှိမှလုံရည်ကာရေးရှိမှဆရာခုနပြောတဲ့အချက်တွေနဲ့အားလုံးပြည့်စုံတဲ့သမရာလောင်းဖြစ်မှသူ့အုပ်ချုပ်ရေးအာဏာရယူမဲ့ဝင်ကြီးတွေသူခန့်အပ်မဲ့ဝင်ကြီးတွေအကုန်လုံးက
ရေးချင်းရှိမှာပါအဲ့တော့အဓိကပညာတတ်အရေးကြီးတယ်လို့ရေးကိုင်းရှိဆိုပညာတတ်အဲ့ပညာတတ်တွေကဘယ်အရွယ်မှာလဲဆိုတော့လူတွေက maturity ဖြစ်တယ်ဆိုတဲ့အချိန်မှာ life begins at 40အသက်40နောက်ပိုင်းကိုပိုပြီး mature လို့ယူဆပါတယ်အဲ့တော့အရင်တော့ပညာရေးစနစ်ကိုတစ်ခါပြန်ပြောရင်ဆရာပြောရတယ်ပညာရေးကိုအရှိလှမ်းမရမယ်ဘာကြောင့်လဲဆို62 second march 62မှာဒေါ်နိုင်ကောင်စီတက်လာပြီးတော့64မှာကျောင်းတွေကိုပြည်စပိုင်းသိမ်းလိုက်တယ်အဲ့ဒီအချိန်မှာစပြီးတော့အင်္ဂလိပ်စာဆိုလို့ရှိရင်ငါကစသင်ရမယ် high school တွေမှာဖြစ်တာတက္ကသိုလ်တွေမှာဘာဖြစ်သွားလဲလို့ဆိုတော့ major တွေလိုက်ခွဲပြီးတော့ပညာရေးကိုနှိမ့်ပအောင်လုပ်လိုက်တယ်အဲ့လိုနှိမ့်ကျသွားရတဲ့ပညာရေးချင်းကတခါဘာပြန်ဖြစ်ပြန်လဲဆိုတော့1977 78မှာကျတော့တခါဒေတာ college တွေလုပ်လိုက်တယ်ဒေတာ college ပထမနှစ်ဒုတိယနှစ်2နှစ်လုပ်လိုက်တဲ့အခါမှာ4နှစ်သင်ရမယ်စာအုပ်တတိယ4တရား2နှစ်ပဲဒီ main မှာသင်လိုက်ရတယ် first year second year ကvocational training လုပ်မယ်ဘာလုပ်မယ် job on the job training လုပ်မယ်ဆိုတော့အမျိုးမျိုးပြောပြီးတော့ဒီလုပ်ငန်းအတတ်ပညာနဲ့လုပ်တဲ့အတွက်ကြောင့်ဒီပညာရေးကနှိမ့်ကျသွားခဲ့တာအဲ့ဒီကစပြီးတော့ဒီကလူတွေအရေးချင်းညံ့ခဲ့တာအဲ့နောက်ပိုင်းတစ်ခါဖြစ်ပြန်တဲ့အခါကျတော့ကျောင်းတွေက89 88တရားဥပမာကျွန်မသမီးအသက်40ရှိရသူ9တန်းနဲ့စာကျောင်းကပိတ်လိုက်ဖွင့်လိုက်ဖြစ်လိုက်တာတက်ကိုရောက်တော့လေဒီ4နှစ်သင်ရမယ်ဘွဲ့ကို9နှစ်သင်လိုက်ရတယ်ပညာရေးဆိုတာကစစ်ဆက်မပြတ်ပညာရေးသင်ရတာအဲ့တော့ဒီအချိန်မှာလူရအားနေတဲ့အတွက်ကြောင့်မလို့ပညာရေးကလည်းညံ့ဖြစ်သွားတယ်လူတွေအတွေးခေါ်အကုန်လုံးကညံ့ဖြစ်သွားခေါင်းဆောင်ဖြတ်မဲ့အရွယ်မှာရှေ့လူတွေအကုန်လုံးဒီအေးရှင်းညံ့ဖြစ်အောင်လုပ်လိုက်တဲ့သဘောဖြစ်နေတာပါအဲ့ဒါအားလုံးမြင်လို့ရပါတယ်ကျေးဇူးတင်ပါတယ်ဆရာမြန်မာပြည်မှာရှိရလူအများစုရဲ့အနေအထားအရဆိုရင်သူတို့ကများသောအားဖြင့် policy နဲ့စာလို့ရှိရင်ခေါင်းဆောင်မှုနောက်ကိုပို့ပြီးတော့မှ heroism ပေါ့ဆရာပို့ပြီးတော့အလေးပေးနေတယ်လို့များထင်ပါဆရာကျွန်တော်အဲ့လိုပဲထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့1980ပေါ့နော်စီလေးလုံးအကြီးတော်ပုံကြီးဖြစ်ပြီးတဲ့နောက်ပိုင်းမှာနိုင်ငံရေးပါတီထွေထောင်ပြီးတော့ကျွန်တော်တို့တိုင်းရင်းသားလူမျိုးအားလုံးလေးစုစည်းပြီးတော့ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီဖွဲ့ချုပ် UNLD လှုပ်တယ်အဲ့ဒီ UNLD နဲ့ NLD နဲ့ကျွန်တော်တို့ဆွေးနွေးတုန်းကအဲ့တော့ကျွန်တော်တို့ကဘာပြောလဲဆိုတော့ဘူချောအောင်ဆန်းကိုကျွန်တော်တို့ယုံခဲ့တယ်အဲ့ဒါကြောင့်ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့တယ်သို့တော့သူ့ policy ကိုတကယ်အခိုင်အမာရေးသားပြဋ္ဌာန်းရမယ့်ဟာက1940ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တယ်။ဒါပေမဲ့1940ခုဖွဲ့စည်းပုံအခြေခံဥပဒေမကြီးရွှေ့ခင်မှာဘူချောအောင်ဆန်းကိုလောက်ကြံခံတဲ့ခါကျတော့သူ့ policy ကြီးကတဆုတစီသေးနဲ့အခိုင်အမာမရှိတော့ဘူး။အဲ့ဒီတွေ့တော့အဲ့ဒီကာလတုန်းက NLD ဖက်ကိုလည်းကျွန်တော်တို့ပြောတယ်။ကျွန်တော်တို့လူကိုယုံပါတယ်။လေးစားပါတယ်။ဒါပေမဲ့လူဆိုတာတေတတ်တော့ကံကြမ္မာအုပ်မှာရှိတဲ့လူဖြစ်တဲ့အတွက်လူကိုအမြဲတမ်းကြုံလို့မရဘူးခင်ဗျားတို့ policy ကိုကျွန်တော်တို့ကြည့်ပြရစေ policy မှန်ကန်ရင်ကျွန်တော်တို့မဟာမိတ်လုံးမယ်ဆိုတော့အဲ့ဒီတွေ့ကြောင်းဒီနေ့ဒီချိန်ထိက policy ကအင်မတန်မှအရေးကြီးတယ်လို့ကျွန်တော်ပြောချင်တယ်ခုနဆရာဦးကျော်ဝင်းထုတ်ပြတဲ့အချက်၅ချက်ကအင်မတန်မှအရေးကြီးတဲ့ချက်တွေဖြစ်တယ်ဒါပေမဲ့လူတစ်ယောက်ကအဲ့ဒါလုံနိုင်ဘူးဆိုတော့ကျွန်တော်မမြင်ဘူးပါတီတစ်ခုကနေပြီးတော့ဒီ၅ချက်ပါသော policy မျိုးကိုတို့ထုတ်လိုက်ပြီးတော့ပါတီတစ်ခုလုံးကနေပြီးတော့လူထုအလုံးပါဝင်ပြီးတော့မှဆောင်ရွက်လို့သာရမှာဖြစ်တယ်ကျွန်တော်တို့နိုင်ငံရေးပါတီထောင်တယ်ဆိုတာလူတစ်ယောက်ကိုလိုက်ဖူးလားသို့မဟုတ်ဒီတိုင်းပြည်အတွက်လူအပ်ချက်ကို policy တွေအတူတကွဆူပြီးတော့မှပါတီဝင်အလုံးလူထုဆန္ဒအလုံးကိုဆူစီပြီးတော့မှဒီတိုင်းကျွန်တော်တို့ပါတီကဆောင်ရွက်မယ်ဒီပါတီဆောင်ရွက်ချက်ကိုနော်လူထုကထုတ်ခံပါကျွန်တော်တို့နိုင်ငံရေးအာဏာရလို့ရှိရင်ဒီတိုင်းဆောင်ရွက်မယ်ဆိုပြီးတော့ကြွေးကြော်နေတဲ့ပါတီမျိုးလိုအပ်တယ်နောက်တစ်ခုဆရာဦးကျော်ဝင်းပြောတဲ့အထက်မှာနည်းနည်းထုတ်ပြချင်တာကျွန်တော်တို့တိုင်းရင်းသားတွေလက်နက်ကင်တော်လှန်ရေးလုပ်နေတာဒီအစိုးရကိုလက်နက်ကင်တော်လှန်ရေးနည်းနဲ့ဖြုတ်ချက်ဖို့မဟုတ်ဘူးကျွန်တော်တို့နေတဲ့နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းဖွင့်ကျွန်တော်တို့နှစ်ပေါင်းများစွာဖြည့်ဆင်းဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့ဘာဖြစ်လို့ကျွန်တော်တို့လက်နက်ကင်တော်လှန်ရေးလုပ်နေတာလဲကျွန်တော်တို့မှတခြားနည်းလမ်းမရှိဘူးနံပါတ်1နံပါတ်2ဗမာတပ်မတော်တွေကျွန်တော်တို့ရွာကိုလာတိုက်တယ်ကျွန်တော်တို့ပြည်သူတွေထွက်ပြေးနေရတဲ့ချိန်မှာအနည်းဆုံးကိုကာကွယ်အောင် self defense အတွက်လက်နက်ကင်တော်လှန်ရေးလုပ်နေတာဖြစ်တယ်အဲ့ဒီအတွက်ကျွန်တော်တို့ပြောချင်တယ်ကဒီတိုင်းပြည်ရဲ့ပြဿနာဒီစီကြီးပြဿနာမဟုတ်ပါစီကြီးပြဿနာဖြစ်ရင်စီကြီးနဲ့ဖြေရှင်းရမှာဖြစ်တယ်သို့တော့ဒီတိုင်းပြည်ရဲ့ပြဿနာဒီနိုင်ငံကြီးပြဿနာဖြစ်တယ်အဲ့ဒီအတွက်ကျွန်တော်နိုင်ငံကြီးနဲ့ပဲကျွန်တော်ဖြေရှင်းဖို့လိုတယ်လို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ပြောတာခေတ်ရဲ့ demand ခေတ်ရဲ့တောင်းဆိုချက်ဒါကိုပြောတာအဲ့တော့ဒီတောင်းဆိုချက်တွေကိုတတ်နိုင်သလောက်ဖြည့်ဆည်းပေးတဲ့သူကတော့ leadership ဖြစ်ဖို့ကောင်းတာပေါ့သို့တော့အဲ့ဒီလူကဘယ်သူလဲလို့ကျွန်တော်မပြောပါဘူးအခုလုံးလုံးဆယ် leadership တွေကခေါင်းဆောင်ပိုင်းကပြောကြတယ်အသက်60ကျော်နဲ့80ကြားထဲမှာများပါတယ်ခုနပြောတဲ့အရေးချင်းတွေရှိမရှိကျွန်တော်မပြောလို့ပါသို့တော့တေချာတာသူတို့ကဘေဘီဘွန်းမားတွေစစ်ပီးခေတ်မှာလူဖြစ်တဲ့လူတွေအဲ့ဒီလူတွေကနောက်ဆုံးမျိုးဆက်ရောက်နေပါတယ်
လောလောဆယ်ကိုတော့ကျွန်တော်ကသိမမျှော်လင့်အနာဂတ်ကိုမျှော်လင့်အနာဂတ်မျှော်လင့်ပေါ်လဲတဲ့တယ်ပြောရင်ပညာရေးကစပြီးတော့အဲ့ဒါပြောတာပညာအခြေခံကောင်းတဲ့ကောင်းဆောင်တဲ့တွေကိုမျှော်လင့်ကြည့်တယ်အခုထိတော့ကျွန်တော်ညင်လို့မရသေးဘူးဆိုတော့ဒါဆရာကိုတော့ကျွန်တော်တောင်းပန်ရတဲ့ပြောရမှာပါပုံဝင်လင်းပြောလို့ရှိရင်တော့ကျွန်တော်ကိုယ်တိုင်လည်းလက်လက်ကင်ပို့ရဘူးကာလအကြာကြီးပုတ်ပြင်မဲ့တစုံတရာဖြတ်တန်းခဲ့ပူပါတယ်ကျွန်တော်တို့မှရွေးချယ်တရားမရှိတော့ဘူးဆိုပြီးဒီလမ်းကြောင်းကိုလုတ်ခဲ့တာပါဒါပေမဲ့အဲ့ဒီကျွန်တော်တို့ရွေးခဲ့တဲ့လမ်းကြောင်းဟာကျွန်တော်တူးချင်းအတွေ့အကြုံကတော့ပိုဆိုးသွားတယ်ကျွန်တော်တို့ကအာဏာရှင်စနစ်ကိုမကြိုက်လို့မလွဲတာမရှောင်တာခုခံပြီးပြန်တိုက်ရတိုက်ရင်နဲ့တစ်ဖက်ကအာဏာရှင်စနစ်ကြီးကြီးလာဝိတုဝသခင်ချင်းမောင်ပြောသလိုပေါ့တိုင်းပြည်တစ်ပြည်စစ်ဖြစ်ရင်စစ်ပေါင်းကျဲမှာစစ်ပေါင်းကျဲရင်ဒီမိုကရေစီပေါင်းကျဲမှာကျွန်တော်တို့တိုင်းပြည်ဖြစ်သွားတာစစ်ပေါင်းက100ဖြစ်ပြီးဒီမိုကရေစီပေါင်းက0အခု0ကစတာမဟုတ် minus စနေရတာเนาะဒါလေးပဲပြောကြမှာလေပြိတ္တထဲကလည်းပဲဖိတ်ခေါ်ပါရယ်ဆော့ပြောတဲ့ဆရာဦးချုပ်ဝင်းပြောတဲ့ဒီအချက်5ချက်ဆိုတဲ့နေရာမှာတော့ဒါကတော့ဟိုတိတ်ကောင်းတာတွေပဲဆရာတယောက်အနေနဲ့ရွေးချယ်ပြောထားတဲ့အချိန်မှာတော့ဒါတော့ကျွန်တော်တို့ညင်းဆက်တော့မရှိဘူးဟိုဒါပေမဲ့ကျွန်တော်တို့လက်ရှိလွှတ်တော်ထဲမှာရှိတဲ့အဲ့လွှတ်တော်အမတ်တွေရောအဲ့ဒီအရေးချင်းတွေရဲ့ဟိုစား90ရာခိုင်နှုန်းရှိလားဆိုတဲ့မိစာရှိပါတယ်ကျေးဇူးတင်ပါတယ်ကိုထုချစ်ပြောသွားတဲ့အနေထားပေါ်မှာအန်တီဒေါ်တင်နွယ်ဦးအနေနဲ့ဖြေပေးလို့ရမယ်ထင်ပါတယ်လွှတ်တော်အမတ်တွေနဲ့သက်ဆိုင်တဲ့မိကုံးလေးတွေရေးချင်းညာဖြစ်တာပဲဒါပေမဲ့သူ့မူတစ်ခုကိုလက်ကင်ထားတဲ့လူဆိုရင်ပညာတတ်တဲ့လူဆိုသူ့မူတစ်ခုသူလက်ကင်ထားမှာပဲအဲ့တော့ပညာတတ်နည်းစီအတွက်မူဆိုတာလည်းမရှိဘူးသူ့ရဲ့အရေးချင်းကလည်းဒီလိုကျမတို့လိုခေါင်းမာတဲ့လူမျိုးမဟုတ်ဘူးလို့ပြောတာလေနော်အဲ့လိုဖြူမှန်းတည့်တဲ့မဲလိုက်တယ်မဲမှန်းတည့်ဖြူလိုက်တယ်ဆိုတဲ့လူတွေပါနေပြကလာဘလုံးတော့လွတ်တော့အရေးချင်းရှိမှာမဟုတ်ဘူးဒါပဲပြောရအောင်ဟုတ်ကဲ့ဆရာအနေနဲ့ရောအဲ့ဒါနဲ့ပတ်သက်ပြီးတော့လက်ရှိမြန်မာနိုင်ငံရေးအနေအထားအရပေါ့ဘလို့ချက်လက်မျိုးနဲ့ကိုက်နေတဲ့ခေါင်းဆောင်မျိုး2015အလုံးမှာရှိလာဖို့မျှော်လင့်နေဆရာအရေးချင်းလူတယောက်ရဲ့အရေးချင်းကိုကြည့်တဲ့အခါမှာဟိုနိုင်ငံတော် level ကြည့်မယ်ပေါ့နော် national level ကြည့်တဲ့အခါမှာဒီ80-20 rule ဆိုတာတခုရှိတယ်ရေထဲမှာမျောနေတဲ့ရေခဲတုံးတုံးဟာအပေါ်မှာ 20% ပဲမြင်ရပါတယ်အောက်မှာ 80% ရှိပါတယ်ပေါ့နော်ဆိုတော့တော်တော်များများကအပေါ်ရံပဲကြည့်ကြတာပေါ့အဲ့တော့အပေါ်က 20% မှာလူတယောက်ရဲ့အတိုင်းတာတကူတီအသက်ငယ်ချင်းကြီးချင်းကသူ့ရဲ့ decision ပေါ်မှာဟွာကွာတယ်နောက်အတွေ့အကြုံနိုင်ငံကိုခေါင်းဆောင်လုပ်မဲ့လူဟာဒီသူ့ရဲ့အတွေ့အကြုံကဒီပြဿနာပေါင်းများစွာကိုဖြေရှင်းခဲ့တဲ့နေရာမျိုးမှာနေခဲ့တဲ့သူမျိုးပေါ့နောက် education ပညာတတ်လို့ပြောတာကျတော့ခွဲဖို့လိုတယ်ဥတန့်က second year ပဲအောင်တယ်အားလုံးသိတယ် Microsoft Bill Gates second year ပဲအောင်တယ်ကမ္ဘာကိုကင်လုပ်တဲ့ Steve Alpert က second year ပဲအောင်တယ်သူတို့ကဘွဲမရတဲ့ပညာတတ်ဘွဲရပြီးတော့ပညာမတတ်တဲ့လူတွေအများကြီးရှိတယ်အဲ့တော့ပညာကတက္ကသိုလ်ကတင်တဲ့ပညာကိုမှပညာတတ်လို့တတ်မှတ်ရင်တော့မဟုတ်တော့ဒီတက္ကသိုလ်ဘွဲဆိုတာကအလုပ်တစ်ခုဝင်ဖို့အတွက် entry ticket ဖြစ်တယ်တကယ်ပညာအလုပ်ထဲမှာရှိတာအဲ့တော့အဓိကဆရာပြောချင်တာအောက်ပိုင်း80ရာခိုင်နှုန်းမှာခုနပြောတဲ့ attitude လူရဲ့စိတ်နေသဘောထားပေါ့သူ positive attitude ရှိဖို့လိုတယ်နောက်တစ်ခါ personality ကိုယ်ရည်ကိုယ်သွေးပေါ့ကိုယ်ရည်ကိုယ်သွေးကတော့အများကြီးရှိတဲ့အ내ကဒီစိတ်ဆက်တေချာခြင်းတို့စိတ်ရှည်ခြင်းတို့ဆိုတဲ့ personality လိုတယ်နောက် perception တစ်စုံတစ်ခုဒီအာယုံ၅ပါးကဝင်တဲ့ဟာကိုပြန်ပြီးတော့ interpret လုပ်တဲ့ perception ပေါ့ perception ကောင်းတဲ့လူဖြစ်ဖို့လိုတယ်နောက်တစ်ခါ motivation က national interest ကိုလုပ်ဖို့စိတ်ဆန္ဒရှိတယ်လို့အဲ့ဒါအရေးကြီးဆုံးပဲနောက်တစ်ခုကသူ့ရဲ့ character အကျင့်စာရိတ္တကောင်းတဲ့လူနောက်ဆုံးတစ်ခုက moral ကျင့်ဝတ်တွေနဲ့ဆိုင်တယ်အဲ့ဒီအောက်ပိုင်း6ချက်ဟိုအပေါ်ဟာကိုပဲမကြည့်ပဲနဲ့အောက်ပိုင်း6ခုပါပြည့်စုံတဲ့သူမျိုးသားလေးနိုင်ငံကောင်းဆောင်ဖြစ်တဲ့လို့ဆရာမြင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒီကနေ့ဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့ကျစမမြောက် speaker လို့ပြောလို့ရတယ်ဒေါက်တာအောင်ထွန်းသက်ရဲ့ဆွေးနွေးချက်ကလေးကိုတစ်ချက်လောက်ကြည့်လိုက်ရအောင်ခေါင်းဆောင်နဲ့ဆိုတာအခက်အခဲကိုသူမစင်စားဘူးစိန်ခေါ်မှုမစင်စားဘူးအခွင့်အရေးကိုစင်စားတယ်နိုင်ငံမှာရှိတဲ့စိန်ခေါ်မှုတွေနိုင်ငံမှာရှိတဲ့အခက်အခဲတွေဟာတကယ်တော့ကြော်လွှားနိုင်တဲ့အနေအထားပေါ့အဲဒီကြော်လွှားနိုင်တာကိုကျတော့အခွင့်အရေးတစ်ခုအနေနဲ့အမြဲတမ်းအကောင်းတဲ့ဘက်ကအဲ့တော့ဆရာတို့ရေးကြည့်တာခေါင်းဆောင်တဲ့လူကအမြဲတမ်း positive thinking เนาะအကောင်းကိုအမြဲတမ်းမြင်တတ်တဲ့လူเนาะမဖြစ်သေးတာပဲရှိတယ်เนาะမဖြစ်နိုင်တာမရှိဘူးဆိုတာမြင်တတ်တဲ့လူဆရာတို့လူတယ်အဲ့တော့ပြီးတော့မှခေါင်းဆောင်မှုကိုဆရာတို့သင်တဲ့အခါမှာအခြေခံမှာပြောလို့ဆိုရင်ခေါင်းဆောင်ဆိုတာဘာလဲဩဇာပဲเนาะလွှမ်းမိုးမှုပဲเนาะယာလူကြောင့်မဟုတ်เนาะအာဏာကြောင့်မဟုတ်ဆရာတို့ရွေးကောက်ပွဲဒီမှာနိုင်ငံခြား
နော်ဒီကဘာလုံးမှာရှိတဲ့ဗမာပြည်ပါဝင်ကျွန်တော်ရေကောပွဲလုပ်ကြတဲ့အခါမှာနှမျိုးရွေးကြတာပဲနှမျိုးပါရွေးလဲဆိုရင်အဲ့ဒီနိုင်ငံရေးပါတီတစ်ခုဟာဒီရေကောပွဲဝင်တဲ့အခါမှာ manifesto ပေါ့သူ့ရဲ့မူပါလဲသူသာနိုင်ငံရေးအာဏာရရင်သူဘာတွေလုပ်ပေးမလဲ Democratic Party ဆိုရင်လေအမေရိကမှာသူ့ရဲ့ manifesto မူကိုထည့်တာပဲအဲ့လိုပဲ Republican နဲ့မူထည့်တယ်အခုမကြသေးမီကျွန်တော်ရေကောပွဲလုပ်တဲ့အင်္ဂလန်မှာလဲ Conservative တို့ Labor တို့သူတို့မူတွေကိုတတ်မှတ်တာဒါပေမဲ့မူတွေကိုတစ်ဖက်ကဘယ်လောက်ကြီးကောင်းကောပိတ်သက်နော်မဲထဲတဲ့လူကလူလည်းကြည်တာလူဘယ်လောက်ယုံကြည်ရလဲလူဘယ်လောက်စိတ်ချရတယ်အဲ့ဒီလူကကိုယ့်ပေါ်မှာဘယ်လောက်ဩဇာရှိတယ်လဲဆိုတော့ဒီနေရာမှာလူကိုရွေးမလားမူရွေးမလားဆိုတဲ့မိကုန်းဆိုတာတက်ကိုရှာသဘောတော့လူရောမူကအရေးကြီးပါတယ်လို့ဆရာတို့ပြောနေတယ်အဲ့လိုပဲဆရာတို့ခေါင်းဆောင်တွေကကောင်းမှုလိုတယ်ကောင်းတယ်ဆိုတာအကျင့်သီလရှိတာဖြောင်းပါတာတည်ကြည်တာရိုးသားတာဒါပေမဲ့ကောင်းယုံနဲ့လည်းမရဘူးတော်ဖို့လည်းလိုတယ်ထူးချွန်မှုလိုတယ်တတ်ဖို့လိုတယ်နော်အဲ့ဒါတွေနှစ်ခုကိုရရင်တော့ကိုယ်နိုင်ငံအတွက်အမှန်ကောင်းတဲ့အခြေအနေရှိတာပေါ့လေဒီဗီဒီယိုတစ်ပိတ်အစီအစဉ်ကကြိုဆိုပါရစေခုနပစ္စမမြောက်ဆွေးနွေးသူအနေနဲ့ဆရာကြီးတော်ပေါမခအောင်ထွန်းသက်ကနေပြီးတော့ပြောသွားတာလေးရှိပါတယ်မူလည်းအရေးကြီးတယ်လူလည်းအရေးကြီးတယ်နောက်တစ်ခုဩဇာတက်ရောက်လွှမ်းမိုးနိုင်မှုလည်းအရေးကြီးတယ်ယူသားဖို့လည်းလိုရဲဆိုတော့သူရဲ့ဆွေးနွေးချက်ကလေးတွေလည်းပြောသွားတယ်ဒီအင်္ဂါဆရာပြောတဲ့အင်္ဂါရက်နဲ့ကောဒေါ်စုညီရဲ့လားရှင်ကျွန်တော်မဖြေပါဘူးဘာဖြစ်လို့လဲဆရာမဖြေပါဘူးဒေါန်ဆန်းစုကြည်မှမဟုတ်ဦးသိန်းစိန်ဆိုလည်းမဖြေဘူးဦးရွှေမန်းဆိုလည်းမဖြေဘူးဘာလို့ဆိုဒါကမဲဆန္ဒရှင်တွေအားလုံးစဉ်းစားရမှာကျွန်တော်တူချင်းစဉ်းစားလို့မရဘူးလက်ရှိအခြေအနေမှာတော့ဘသူပဲတက်တယ်ဗမာပြည်ချက်ချင်းမကောင်းနိုင်ရေရှည်လုပ်ယူအောင်အဲ့ဒီရေရှည်အတွက်လိုအပ်ချက်ခစ်ကဘာတွေတောင်းဆိုဆိုဒီ9ချက်တောင်းဆိုနေဒါကြောင့် long generation ဒီ9ချက်ဖြည့်နိုင်ဖို့ကြိုးစားနေကြတယ်ကျွန်တော်ဒီစိတ်နဲ့ပြောတယ်ခုနကဆရာဒေါက်တာအောင်ထွန်းသက်ဆွေးနွေးသွားတဲ့အပေါ်မှာဆရာဗာများပြောချင်လဲရှင်ဟုတ်ကဲ့သူပြောတဲ့အထဲမှာမူလဲအရေးကြီးတယ်လူလဲအရေးကြီးတယ်ဆိုတာကျွန်တော်ထောက်ခံပါတယ်ဒီမှာကျွန်တော်နည်းနည်းထည့်ပြီးတော့ပြောချင်တာကျွန်တော်တို့ဒီတိုင်းပြည်မှာရှိတဲ့နိုင်ငံသားအားလုံးတိုင်းရင်းသားအားလုံးတန်းတူရေးခွင့်ရေးပေးဖို့လိုတယ်ဒီလူဟာမျိုးနိုင်ငံရေးစနစ်ရှိဖို့လိုတယ်ဆိုတာကျွန်တော်ခဏခဏပြောပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဘဝတွေ့ကြုံရကျွန်တော်ပြောမယ်ကျွန်တော်10တန်းအောင်တော့ဂုံထုတွေအများကြီးထွက်တယ်ဒါပေမဲ့ကျွန်တော်ချင်းတော်သားဖြစ်လို့ရှိကြောင်းမဝင်နိုင်ဘူးအခုကျွန်တော်တို့တိုင်းရင်းသားနေထဲမှာအခုလောက်ကင်တမှာသွားကြည့်တိုက်ပွဲဝင်နေတဲ့ကျွန်တော်တို့တိုင်းရင်းသားရေးပုံငယ်လေးတွေအကြီးချင်းပြည့်ဝတဲ့လူတွေ character ကောင်းမွန်တဲ့လူတွေမိကောင်းဖတ်တာနဲ့မွေးတဲ့လူတွေအများကြီးကျွန်တော်တို့တိုင်းရင်းသားဒေသမှာနေ့စဉ်နဲ့မြတ်တည်နေပါတယ်ကျွန်တော်ယုံကြည်ပါတယ်သူတို့မှလည်းခမားတို့ရန်ကုန်သားတွေအကြီးချင်းသူတို့လည်းရှိကောင်းရှိနိုင်ပါတယ်အဲ့ဒီတွေ့ကြောင့်ကျွန်တော်တို့ပြောနေတာဒီတိုင်းပြည်မှာရှိတဲ့နိုင်ငံသူနိုင်ငံသားအလုံးတိုင်းရင်းသားအလုံးတန်းတူကြီးတူခွင့်ကြီးပေးနိုင်တဲ့အနေအထားမျိုးဒီလူနိုင်ငံရေးစနစ်မျိုးကိုဖန်တီးရအောင်လို့ကျွန်တော်တို့ပြောနေတာဖြစ်ပါတယ်ပြည်တွင်းစစ်ဖြစ်သွားလိုက်လို့ကျွန်တော်တို့တိုင်းရင်းသားဒေသမှာပဲဒုက္ခဖြစ်နေတာလားမဟုတ်ပါဘူးတနိုင်ငံလုံးမှာဒုက္ခဖြစ်နေတာစစ်အာဏာရှင်စနစ်ကိုထူထောင်နိုင်ဖို့အတွက်ပြည်တွင်းစစ်ရှိဖို့လိုတယ်ပြည်တွင်းစစ်ရှိမှစစ်အာဏာရှင်စနစ်ဆိုတဲ့အသက်ရှင်လို့ရတယ်အဲ့ဒီတွေ့ကြောင့်ပြည်တွင်းစစ်နဲ့စစ်အာဏာရှင်စနစ်အပြန်အလှန်အကျိုးပြုတ်နေတဲ့အညံ့မညံ့ဖြစ်နေတဲ့နိုင်ငံရေးစနစ်မျိုးကိုဒီတိုင်းပြည်မှာထူထောင်ခဲ့တာဒါကိုကျွန်တော်တို့ရိုက်ချိုးဖို့လိုတယ်ဆရာကျေးဇူးတင်ပါတယ်ဆရာမကပြောပါတယ်အသက်40လောက်မှာ mature ဖြစ်တယ်ရင့်ကျက်တည်ငြိမ်တယ်ဆရာကပြောတယ်အသက်60 80လောက်မှာမှဒါလင်ခေါင်းဆောင်မှုအနေအထားတွေကိုတွေ့ရတယ်ဆရာရဲ့အမြင်ကစစ်ဒဏ်ကြောင့်ဒေသမှာရှိတဲ့လူငယ်တွေရဲ့စွမ်းဆောင်ရည်အားလုံးရိုက်ချိုးခံရတယ်ပေါ့အဲ့တော့လူငယ်တွေရဲ့စွမ်းဆောင်မှုနဲ့ပတ်သက်ပြီးတော့ဥဆောင်မှုခန်းကဏ္ဍပတ်သက်ပြီးတော့ဆရာဦးဝေကျော်တစ်ချက်ပြောပြပါဦးနံပါတ်1ကမြန်မာနိုင်ငံမှာ youth policy မရှိဘူး policy မရှိရင် from policy to legitimacy ဆိုတဲ့ youth နဲ့ပတ်သက်တဲ့ဥပဒေမရှိဘူးအခုလွှတ်တော်တက်တန်းမှာလူငယ်နဲ့ပတ်သက်တဲ့ဥပဒေတခုမှမပြတာနေဘူးဥပဒေမရှိတဲ့အတွက်အဲ့ဒီဥပဒေကိုတာဝန်ယူ regulate လုပ်မဲ့ facilitate လုပ်မဲ့ဝန်ကြီးဌာနမရှိဘူးဦးစီးဌာနမရှိဘူးနောက်တစ်ချက်သင်ကြားလာတဲ့တက်တန်းအတွင်းမှာအခြေခံပညာမှာ creative thinking သင်ကိုသင်ရမယ်မသင်ခဲ့ဘူးအစစ်မြင့်ပညာမှာ critical thinking ကိုသင်ရမယ်အဲ့တော့ခုနကဒေါက်တာထွတ်သက်ပြောတဲ့ထဲကစကားတစ်လုံးကလူကောင်းလူတော်ကိစ္စဒါဥနေဝင်းကြီးပြောခဲ့တာပေါ့နော်ဆရာအမြင်ကတော့လူဟာတကယ်တော်ရင်ကောင်းကိုကောင်းတယ်ဘာကြောင့်လဲဆိုတော့ तू တော်တာသာပြည့်စုံရင် तू ဒီအမှားနဲ့အမှန်အဆိုးနဲ့အကောင်းအကျိုးနဲ့အပြစ်ကိုခွဲခြားနိုင်တဲ့အတွက် तू ကမကောင်းတာဆိုးတာမဟုတ်တာကိုလုပ်ကိုမလုပ်တော့ဘူး तू ဒီအလိုလိုလူကောင်းဖြစ်သွားတယ်အဲ့တော့လူကောင်းမဖြစ်သေးတာဟာ तू မတော်သေးလို့သူ့ရဲ့
ညံကြီးမပြေဝသေးလို့ပေါ့အဲ့လိုမြင်ပါတယ်ဟိုတချို့လူကြီးတွေကပြောတာတော့လူငယ်တွေက ready မဖြစ်သေးဘူးလို့ပြောတယ်ပေါ့ဒါပေမဲ့လူငယ်တွေဘက်ကကျတော့လူကြီးတွေကနေရာမပေးဘူးလို့ပြောတာပေါ့နော်အဲ့တော့အဲ့နှစ်ခုကိုတော့ဆရာတို့ကဟိုဖြည့်ရှင်းဖို့လိုတယ်ကမ္ဘာအကောင်းဆုံးကုမ္ပဏီဖြစ်တဲ့ GE မှာဆိုရင်အနှိမ့်ဆုံးဝင်တဲ့ assistance နေကို junior assistant တွေကိုမင်းကတစ်ချိန်မှာ CEO ဖြစ်မယ်လို့ပြောထားပြီးတော့သူတို့နဲ့တင့်တော်တဲ့ emerging leader ဆိုတဲ့ဟာမျိုးလုပ်ပြီးတယ်ဒီမှာအဲ့ဒါလိုနေပါတယ်ကျေးဇူးတင်ပါတယ်ဆရာကပြောပါ youth policy လွှတ်တော်မှာလည်းမစူးစမ်းကြဘူးလို့ပြောတယ်ကျွန်မဗာများပြောချင်လဲရှင်ဒီလူငယ်နဲ့ပတ်သက်လို့စိတ်ဝင်စားရလို့နဲလို့အခုချိန်ကျတော့မပေါ်လာသေးရနေမှာပေါ့ကျွန်မကတော့အဓိကထားတာကတော့တိုင်းပြည်ဒီဆောက်ရေးအတွက်ဆိုလို့ရှိရင်ကျွန်မကကိုယ့်ဘက်ကစီးပွားရေးနိုင်ငံရေးအုပ်ချုပ်ရေးဘက်ကိုပဲကျွန်မအလေးပေးလို့ဆရာပြောတာအများကြီးကျေးဇူးတင်ပါတယ်အခုလည်းသတိရသွားတာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ပရိသတ်ထဲကလက်ထောင်ထားတဲ့ဒီနေ့ဆွေးနွေးသွားတာလေးကအရန်ကောင်းတယ်ပေါ့လက်တလော့ဒါပေမဲ့ကျမတို့အဝေးကြီးတွေပြောနေတယ်လို့ခံစားရတယ်ကျမတို့ဟိုအနီးဆုံးဟိုပန်းတိုင်လေးကနေစပြီးတော့စဉ်းစားသင့်တယ်လို့ကျမထင်တယ်ပေါ့နော်ကျမတို့နိုင်ငံကနေဖြစ်နေတာဥမာပြည်သူ့လွှတ်တော်ဆိုရင်ကျမတို့ FPTP နဲ့ရွေးမယ်အမျိုးသားလွှတ်တော်ဆိုရင်တခါ PR နဲ့ရွေးမယ်စနစ်ကိုကစက်ပြတဲ့လင်ပြောက်နေတဲ့စနစ်ဖြစ်နေတယ်ပေါ့နော်အဲ့တော့အဲ့လူတို့ကဘယ်လမ်းကြောင်းလိုက်မှာဆိုခုချိန်ကြီးမူဆိုတာဘာမှမဖြစ်သေးဘူးအဲ့တော့ကျမတို့ကဒါအသွင်ကူးပြောင်းတာကိုလက်ခံတယ်အဲ့လိုအသွင်ကူးပြောင်းနေတဲ့အချိန်မှာနောက်2015မှာဒီအသွင်ကူးပြောင်းတာတဲ့တဆင့်တက်လာအောင်ဒီ retail politics ကနေဘယ်လိုလုပ်နိုင်မလဲဆိုတာလေးကိုဒီမှာပေးစေခြင်းတယ်ပရိသတ်ထဲကတစ်ဆက်တည်းထားပြီးမေးလို့ရပါတယ်ဆရာဦးကျော်ဝင်းကပြောပါတယ်နိုင်ငံကောင်းဆောင်တယောက်ကအချက်၅ချက်ညီဖို့ညီတဲ့လူလည်းမတွေ့ဘူးပေါ့နော်ရှိဖို့ခဲရင်တယ်ဆိုတဲ့ကိစ္စ၅ချက်မရှိရင်တော့၄ချက်နဲ့ပြည့်စုံတဲ့သူတော့ရှိရင်ရှိမှာပါအဲ့တော့အရေးချင်းဆိုတဲ့နေရာမှာကျွန်တော်ကဘာမြင်လဲဆိုတော့လူတယောက်ဟာအကုန်မတက်နိုင်ပါဘူးဒါကြောင့်ကျွန်တော်တို့ဒီမြန်မာနိုင်ငံအနေနဲ့ဒီမိုကရေစီကိုသွားမယ်ဆိုရင်ကျွန်တော်တို့အုပ်ချုပ်ရေးရယ်ဥပဒေပြုရေးရယ်တရားစီရင်ရေးရယ်ကဏ္ဍ၃ခုတစ်ခုနဲ့တစ်ခုထိန်းချုပ်ပြီးတော့မောင်းနှင်အားသွားမှာပါသွားတော့အုပ်ချုပ်ရေးကဏ္ဍမှာရှိတဲ့အရေးချင်းနဲ့ဥပဒေပြုရေးကဏ္ဍမှာရှိတဲ့အရေးချင်းတူမှာမဟုတ်ပါဘူးဒီလိုပါပဲဥပဒေပြုရေးနဲ့လောက်ပါပေါ့တရားစီရင်ရေးနဲ့တူမှာမဟုတ်ဘူးကိုယ်ဘယ်ကိုသွားမလဲဆိုတဲ့ကဏ္ဍကိုရွေးရင်အဲ့ဒီကဏ္ဍနဲ့ဆိုင်တဲ့အရေးချင်းဖြည့်ဆည်းမှုရှိရင်တော့ကျွန်တော်တို့နိုင်ငံနဲ့နောင်လာနောက်သားလူငယ်တွေကြိုတင်ဖြည့်ဆည်းထားရင်တော့တဖြည်းဖြည်းတရွေ့ရွေ့နဲ့တော့ဒါနိုင်ငံကြီးကောင်းတဲ့ဘက်ကိုရွေ့သွားနိုင်တယ်လို့ကျွန်တော်ကမြင်ပါတယ်ဆရာတို့လည်းဟုတ်ပြီဟုတ်ပြီဆွေးနွေးပေးပါကျေးဇူးတင်ပါတယ်အားလုံးနောက်ပရိသတ်တူကိုနောက်တစ်ယောက်လောက်1948နောက်ပိုင်းကနေဒီဗမာမဟုတ်တဲ့တိုင်းရင်းသားတွေကိုဒီဗမာတိုင်းရင်းသားတွေကကြီးစိုးလာတာဒီနေ့အထိပေါ့ဆိုတော့ဝန်ကြီးဌာန34ခုရှိတဲ့အထဲမှာဒီနေ့မှာတိုင်းရင်းသားဝန်ကြီးဆိုဒုဝန်ကြီး2ယောက်ပဲရှိပါသေးတယ်ဒီမူကြောင့်ဒီလိုဖြစ်လာတယ်ဒီလိုကြောင့်ဒီမူဖြစ်လာတယ်ဆိုတော့ဒီ2015အလွန်မှာတော့ဒီဟာတွေကတော့ဒီစက်ရန်တရားကြီးကိုတော့ပြောင်းလဲတင်ပြီလို့ကျွန်မကတော့အကြံပြုချင်ပါတယ်ဒီ2015အလွန်မှာဒီမြန်မာနိုင်ငံပြုတ်ပြင်ပြောင်းလဲရဲမှာခေါင်းဆောင်ကောင်းဒီထွက်လာနိုင်ဖို့ကတော့ဒီမူဒီလူတွေကိုပြောင်းပစ်ဖို့လိုပါပြီခောက်ရိုးကျယ်နေတဲ့ဒီလှုပ်လဲမလှုပ်အလုတ်ပြုတ်မှဆိုးလို့လှုပ်လဲမလှုပ်ရှုပ်လဲမရှုပ်တဲ့ဒီလူတွေကိုလည်းပြောင်းတင်ပြီးစက်ရန်တရားကြီးကိုပြောင်းတင်ပါပြီလို့ဆိုနောက်ဆုံးအနေနဲ့ကတော့ရိုးရိုးရှင်းရှင်းပဲပြောမယ်ဆိုရင်တော့အာနာရှင်ဆန်တဲ့စိတ်တက်မျိုးရှိတဲ့လူကတော့ကျမတို့နောက်2015အလွန်ကောင်းဆောင်အတွက်ကတော့မဖြစ်သင့်တော့ဘူးလို့ကျမအကြံပြုရင်းနဲ့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့မူကိုသွားတာတော့ဟုတ်တယ်ဒါပေမဲ့လောလောဆယ်အရာဆိုရင်တော့ကျွန်တော်တို့ခုချိန်မှာလိုတာ charismatic leader လို့လေတကယ်လူထုကြိုက်ကျွန်တော်တို့သွားဖို့လို့ဘာကြောင့်လဲ2015မှာကျွန်တော်တို့အဲ့လိုမျိုးလူထုကြိုက်လူမျိုးပေါ်လာဝင်သူကမူတွေချသွားနိုင်ရင်ကျွန်တော်2020တို့2025မှာကျွန်တော်တို့လိုချင်တဲ့တကယ်မူအခြေခံတဲ့လူဖြစ်လာပါလိမ့်မယ်လောလောဆယ်ရတော့ကျွန်တော်တို့ကလူလိုတယ်လို့ကျွန်တော်မြင်တယ်ဘာလို့တက်လာတဲ့လူကိုကြည့်ပြီးတော့ဟာဒီလူကြီးကဟိုထားပါတော့ရဥမာကျွန်တော်စစ်ဘက်ကလာတာပါဆိုရင်အဲ့သူဘာပြောကျွန်တော်မယုံတော့ဘူးဒါကျွန်တော်ရဲ့လက်ရှိနေထားပဲနောက်က youth လို့ပြောတယ်ကျွန်တော်တို့ youth policy မချမှတ်ခင်မှာကျွန်တော်တို့အတွက်နေရာပေးပါအဲ့ဒါပါလို့ကျွန်တော်တို့အသက်တွေရှော့ကြည့်ပါကျွန်တော်တို့ပြည်လွတ်တော်အသက်25 16နှစ်မပေးရဘူးလားကျွန်တော်တို့အမျိုးသားလွတ်တော်အသက်30 25မပေးရဘူးလားကျွန်တော်တို့နိုင်ငံမှာကျွန်တော်ကြည့်ပါအမေရိကန်မှာသမ္မတ35နှစ်ပါဘာမှ40လဲကြော်ရမလို့ကျွန်တော်တို့အတွက်အဲ့ဒါတွေတော့မချပေးဘဲနဲ့ youth policy ဆိုတာလက်ကားပါတကယ်ကိုကျွန်တော်တို့လူငယ်တွေအတွက်လုပ်ပေးခြင်းနဲ့ဆိုရင်ဒီနိုင်ငံတော်အနေထားမှာမဟုတ်ဘူးပါတီတွေရပ်ဘက်အဖွဲ့အစည်းတွေဘယ်နေရာမှာဖြစ်ဖြစ်တော်ရင်တော်နေရာပေးပါလူကြီးမှတော်နေရမှာမဟုတ်ပါဘူးကျွန်တော်လူငယ်မှာတော်တဲ့လူတွေရှိပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒီကနောက်ဆုံးအနေနဲ့ပရိသတ်ထဲကအမတယောက်ကိုခေါ်ချင်ပါတယ်ကျ
ကျွန်တော်ဒီ South Africa ဥပမာလေးနဲ့ပေါ့နော်ဒါကို Larry Diamond ကလည်း recommend လုပ်ခဲ့သလိုဆရာကျော်ဝင်းလည်းဘာသာပြန်မှုပါတယ်ဒီလူပြူတမရတောက်ကလပ်ကနေပြီးတော့ဒီလူမဲအတိုက်ခံကောင်းဆောင်မန်ဒဲလာကိုအကျဉ်းချထားတယ်တသက်တာချထားတာကနေသူဒိန်းကနေပြန်လွတ်ပေးလိုက်တယ်28နှစ်ချပြီးတဲ့အချိန်မှာသူတို့ political ပတ်တစ်ခုရှာတယ်ရတယ်ပေါ့နော်နောက်ဆုံးမှာ20ရာခိုင်နှုန်းအထက်ရခဲ့လို့ရှိရင်ဒုသမ္မတပေးမယ်အဲ့ထက်များတဲ့ဟာသမ္မတလုပ်ဆိုတော့နောက်ဆုံးNelson Mandelaကသွားပြီးတော့သမ္မတဖြစ်တယ်လူပြူသမ္မတကNelson Mandelaအောက်မှာသွားပြီးတော့ဒုသမ္မတပြန်သွားလုပ်ရတယ်ပေါ့နော်အဲ့ဒါအပြင်Nelson Mandelaရဲ့သဘောထားကြီးပုံကဘယ်လောက်တောင်မြင့်မြတ်လဲဆိုတော့ဒီအရင်အစိုးရလက်ထက်ကသူဖြုတ်ချခဲ့တဲ့လူတွေကိုပင်စင်ကြီးတွေခက်မြင့်မြင့်လေးပေးပါတယ်ပြီးလို့ရှိရင်သူတို့တွေအတွက်အာမခံချက်ပေးပါတယ်ဒီ Truth and Reconciliation Commission လုပ်ပြီးတော့လာအပြစ်ဝင်ခံအပြစ်ပြန်မပေးဘူးပေါ့ရှေ့ကအပြစ်လုပ်ခဲ့တဲ့သူတွေကိုလည်းအပြစ်မပေးတဲ့ပုံစံမျိုးပေါ့အဲ့တော့မေကွန်းကဟိုဆရာကျော်ဝင်းကိုပေါ့ကျွန်တော်တို့မြန်မာနိုင်ငံမှာအဲ့လို political ပတ်တစ်ခုပေါ်လာနိုင်ခြေရှိသလားပေါ့လက်ကျန်8လမှာပဲဖြစ်ဖြစ်2015ဟိုဘက်ပိုင်းမှာပဲဖြစ်ဖြစ်ပေါ့နော်ဖြစ်လာခဲ့လို့ရှင်ဟို59စာလုံး436ပြဿနာတွေပြည်လည်သွားပြီးတော့ဒေါအောင်ဆန်းစုကြည်သမ္မတတက်လို့ပြီးဦးသိန်းစိန်များသူ့အောက်မှာဒုသမ္မတလုပ်မလားပေါ့ဟိုဦးမင်းအွန်လိုင်းများသူ့အောက်မှာဒုသမ္မတလုပ်မလားပေါ့နော်အဲ့တော့နံပါတ်1မေးခွန်းကြတော့ဆရာစလိုင်းအတွက်ကြတော့ဗာလဲဆိုတော့အဲ့လို political pack ရသွားလို့ရှင်ဆရာတို့တိုင်းရင်းသားတွေလက်ခံမလားပေါ့ဆရာဦးကျော်ဝင်းစဖြေပေးလို့ရမလားမသိဘူးအတိအကျပြောရင်သူအပြောင်းလဲတစ်ခုဖြစ်ရင်အ ਨੇ ဆုံးအင်အားစု4စုကွဲတတ်တယ်အရင်အာဏာရအတိုင်းဝိုင်းကလည်း2စုကွဲသွားတတ်တယ်ပြုပြင်ပြောင်းလဲရေးဝါဒီတွေရှိတယ်မပြောင်းကျင်တဲ့ဟတ်လိုက်တာတွေရှိတယ်အလားတူပဲအတိုက်ခံမှလည်း2ခုကွဲတတ်တယ်စိတ်သက်ညှိနှိုင်းပြီးသွားကျင်တဲ့ moderate တွေရှိတယ်ညီလံပြောင်းကျင်တဲ့ radical တွေရှိတယ်အဲ့ဒါလိုရှိတဲ့အထက်မှာတဲ့အရင်အစိုးရလာတဲ့အုပ်စုတဲက reformer တွေပြုပြင်ပြောင်းလဲရေးဝါဒီတွေနဲ့နောက်တစ်ချက်ကအတိုက်ခံအင်အားစုတွေမှာရှိတဲ့ moderate တွေအဲ့ဒီအုပ်စုနှစ်စုကြားထဲမှာအပြောင်းလဲကိုဘယ်အစ်စ်မှာဘာတွေလောက်ကြမဲဆိုတဲ့ရေဘူးရနိုင်ငံရေးပြည်ညင်တရားရနိုင်ရင်အပြောင်းလဲကညံသာနိုင်တယ်ချောမွေ့နိုင်တယ်အောင်မြင်မှုရခိုင်လို့များတယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒါမျှော်လင့်ကြည့်တယ်သို့တော့ပြဿနာဘယ်ဟာစတက်လဲဆိုတော့ကျွန်တော်တို့ဒီမှာဘသူက moderate လဲဘသူက hard နော် radical လဲဆိုတာအထိုက်လျောက်မှန်းလို့ရတယ်အတိုက်ခံဟိုအစိုးရလာတဲ့ထဲမှာတော်တော်ခက်တယ်ဘသူက reformer လဲဘသူက hard လိုက်ပါလဲခွဲရတော်တော်ခက်တယ်ဒုတိယပြဿနာတော့ကျွန်တော်တို့တွေးဆုံဆွေးနွေးတာတွေရှိတိုင်းဒါတွေအများကြီးမျှော်လင့်ခဲ့တယ်လာရီတိုင်းမို့တော့တဲ့တဲ့ကိုထည့်ပြောပါတယ်ဦးသိန်းစိန်နဲ့ဒေါအောင်ဆန်းစုကြည်ကြားမှာ political ပက်တစ်ခုရစေချင်တယ်ကိုထည့်ရေးကျွန်တော်တို့အများကြီးမျှော်လင့်တာပေါ့သို့တော့အခုထိတော့ဘာမှဖြစ်မလာအဲ့တော့မေးခွန်းကိုဖြေရရင်2015မတိုင်ခင်တော့ပက်တစ်ခုရသွားနိုင်ရင်ပုံညင်သွားပါလိမ့်မယ်ရဖို့အလားလာတော့တော်တော်နည်းသွားပြီထင်တယ်အချိန်လည်းကတ်နေပြီ2015နောက်ပိုင်းမှာလည်းရစေချင်ပါတယ်အခု leadership ကိုမြင်နေရတာက60အထက်ကလူတွေပဲမြင်နေရတယ်လောလောဆယ်တော့လူငယ်တွေလည်းမရနိုင်မဝင်နိုင်သေးဘူးအဲ့ဒီလူငယ်တွေကိုကျွန်တော်တို့ရှော့မတွက်ပါဘူးမျှော်လင့်ပါတယ်ခေါင်းကပြောတဲ့အခြေခံပြိပက္ခကြီးနှစ်ခုကိုအပြတ်မရှင်းနိုင်သေးတော့မယုံမလွန်ထိန်းထားနိုင်မဲ့ပေါ်လိုက်တဲ့ပက်လေးတစ်ခုရရင်တော့ကောင်းပါတယ်ဒါကျွန်တော်သက်တမ်းအတွင်းမျှော်လင့်တာမှာကျွန်တော်သက်တမ်းအတွင်းဒီနဲ့ပူမျှော်လင့်လို့မရပါဘူးဟုတ်ကဲ့ဒါတော့ဆရာဆိုင်အောင်ပါပြောချင်ကျွန်တော်တို့တိုင်းရင်းသားတွေကဒီကျွန်တော်တို့ဒီပီထောင်စုရဲ့ပြဿနာကိုဖြေရှင်းတဲ့နေရာမှာလူမျိုးတစ်မျိုးထဲကနေဖြေရှင်းလို့မရဘူးပါတီတစ်ခုထဲကနေဖြေရှင်းလို့မရဘူးလူပုဂ္ဂိုလ်တူတယောက်ကနေဖြေရှင်းလို့မရဘူးကျွန်တော်တို့အားလုံးလက်တွဲပြီးတော့မှဖြေရှင်းဖို့လိုတယ်ဆိုတဲ့ခံယူချက်ကျွန်တော်တို့ကရှိတယ်ကျွန်တော်တို့အနေနဲ့ဒီပြဿနာကြီးကိုဖြေရှင်းနိုင်ဖို့အတွက်ဒီပြဿနာမှာအဓိကရက်ကောင်ဖြစ်နေတဲ့လက်ရှိဆိုရတိုတီမဟုတ်တတ်မတော်ကျွန်တော်တို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းပြီးတော့ခုစီလေလုံးအရေးတော်ပုံကြီးနှုတ်ပိုင်းမှာပေါ်လာတဲ့ဒီမိုကရေစီအင်အားစုဒီသုံးပွင့်ဆိုင်တွေ့ဆုံပြီးတော့မှဒီပြဿနာကိုအတူတူကဖြေရှာတင်တယ်ပူပေါင်းဆောင်ရွက်တင်တယ်ဆိုတာကျွန်တော်တို့ကဟို1980ကတည်းက policy ချပြီးတော့သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပြီးဆိုတော့ကျွန်တော်တို့တောင်းဆိုခဲ့တာဖြစ်တယ်ဟုတ်ကျေးဇူးတင်ပါတယ်ဆရာဒီကနေ့ဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့အနှစ်ချုပ်ကလေးပေါ့အားလုံးပုဂ္ဂိုလ်လေးဦးကနေပြီးတော့မှအနှစ်ချုပ်ကလေးတစ်ခုလောက်ပြောပေးစေချင်ပါတယ်တရားအန်ဒီကျမအနေနဲ့ကဒီကနေ့ဆွေးနွေးတာနဲ့ပတ်သက်ပြီးတော့ဒီအနာဂတ်အတွက်နိုင်ငံကဘယ်လိုခေါင်းဆောင်မျိုးလိုအပ်တယ်လဲဆိုတာမျိုးကိုအနှစ်ချုပ်ကလေးကျမအနေနဲ့ဗာများပြောချင်ပါလဲရှင်အနှစ်ချုပ်ပြောရင်ခုနဆရာဦးကျော်ဝင်းပြောတဲ့အချိန်မှာလေစိတ်စပိုင်းတော့ပါတော့အဓိကကတော့ကိုချင်းတရားကောက်ဖို့ရည်ကြီးတာပါကျမတို့ကဗုဒ္ဓဘာသာနိုင်ငံဆရာပြောသလိုဟိုဗာလဲဥနုလက်ထက်တုန်းကနိုင်ငံရေးကိုဘာသာရေးခုလုံးလုပ်တယ်လို့မဆိုလို့ဘာဖြစ်လို့လဲဆိုတော့ကျမတို့ရဲ့အလံကအဝါရောင်အစိမ်းရောင်အနီရောင်ဖြစ်တာအဝါရောင်ကဘာသာရေးကိုကုစားပြုထားခဲ့တာလေအစိမ်းရောင်ကလေယာမျိုးကုစားပြုတာအနီရောင်ကတတ္တိကိုကုစားပြုတာအဲ့တော့ကျမကဘာသာရေးဘက်ကကြည့်ရမယ်ဆိုလို့ရှိရင်ခုနကကိုချင်းတရားကောင်းအောင်မယ်ဆိုတာအ ਨੇ ဆုံးကျမတို့ဗုဒ္ဓဘာသာမှာ
ဆရာဝတ်သားသမီးဝတ်မိဘဝတ်တွေရှိတယ်အဲ့တော့ဥမာအဖြစ်သားသမီးဝတ်ဆိုလို့ရှိရင်ကျွေးမွေးမပြတ်ဆောင်ရွက်စီမှာဝေခံတိုက်စီလူမျှဝေစောင့်လေမျိုးနွယ်ဝတ်ငါးသွဲဆိုတာရှိတယ်အဲ့တော့ဥပမာအဖြစ်ဒီလိုသားသမီးဝတ်တွေလည်းကျင့်ဝင်တဲ့လူဖြစ်တဲ့တယ်ဒါပါပဲဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာဦးကျော်ဝင်းအနေနဲ့ပေါ့လက်ရှိနိုင်ငံရေးအခြေအနေအရပေါ့နှစ်ချုပ်ကလေးအနေနဲ့ဘယ်လိုခေါင်းဆောင်မျိုးလိုအပ်တယ်လဲဆိုတာမျိုးစောဆရာမပြောတဲ့ဆက်ဆက်ပြီးနည်းနည်းလေးအရေးကြီးမှထင်လို့ကျွန်တော်တိုင်းပြည်ပြောတခုဖြတ်ပြောကြတယ်အဲ့ဒါဘာလဲဆိုအမျိုးဘာသာသာသနာဆိုတဲ့ကိစ္စဒါဘယ်ရစလဲဆို YMB ရစတာသူကလည်းသူတဘာဝကြပါတယ်ဘာဖြစ်လို့ဆိုအဲ့ဒီအခြေအနေကတကယ်မြေပေါ်နိုင်ငံရေးလှုပ်ရှားမှုမှာနုံကြကြလုံနေတာဗုဒ္ဓဘာသာဗမာတွေများတာတို့မှအစီယုံစကားသားလဲဒါကိုဆက် carry လုပ်တယ်အမျိုးဘာသာသာသနာဒါပေမဲ့သိထူးကြတယ်ဖတ်စပလာမှာဒါမပါတော့ပါဘာကြောင့်လဲစစ်ကြီးဖြတ်သွားပြီကျွန်တော်တို့လူမျိုးစုတွေအများကြီးနိုင်ငံနိုးကြလာတယ်အဲ့ဒါလေးကျွန်တော်တို့ဒီနေ့ခေါင်းဆောင်ရောငယ်သားရောအကုန်ဝိုင်းစင်လာကြတယ်ထက်အမျိုးဘာသာသာသနာဆိုဗုဒ္ဓဘာသာဗမာလူမျိုးအတွက်ကတော့ဝတ်တီဖြစ်ပါတယ်ဗုဒ္ဓဘာသာမဟုတ်တဲ့တိုင်းရင်းသားလူမျိုးတွေကိုခြုံငုံမိတဲ့ကျွေးကြော်တာမဟုတ်တဲ့အတွက်ဒီအချိန်မှာချင်းချင်းချင်းသုံးရဖို့လိုလိမ့်မယ်ထက်ပါတယ်ဒါလေးကိုပြောတယ်တလုံးနဲ့မေးခွန်းပြန်ဖြေရင်တော့အနာဂတ်ခေါင်းဆောင်ဟာကြဲကြဲပြန့်ပြန့်စဉ်းစားနိုင်ပြီးတော့လက်တွေ့ကြကြအကောင့်ထဲပေါ်ဆောင်ရွက်နိုင်တဲ့လူမျိုးဖြစ်စေချင်ပါတယ်ဒေါက်တာစလိုင်းရောဟုတ်ကဲ့ကျွန်တော်အနေနဲ့ဒီတိုင်းပြည်မှာခေါင်းဆောင်ဖြစ်ဖို့လူအပ်တဲ့အရေးချင်းနံပါတ်1ထဲမှာဒီတိုင်းပြည်ရဲ့ပြဿနာကိုသိတဲ့ခေါင်းဆောင်ဖြစ်ဖို့လိုပါတယ်ကျွန်တော်တို့လွတ်လပ်ရေးရကြတဲ့ယနေ့အထိဒီတိုင်းပြည်ရဲ့အဓိကပြဿနာခုနပြောနေတဲ့အမျိုးဘာသာသာသနာကိုအခြေခံသောအမျိုးသားနိုင်ငံတော်ထူထောင်မလားတုတ်ဒီမဟုတ်တိုင်းရင်းသားလူမျိုးပေါင်းစုံဘာသာကြီးပေါင်းစုံဘာသာစကားပေါင်းစုံချစ်ကြည်ရင်းနှီးစွာနေထိုင်နိုင်သောပြည်ထောင်စုနိုင်ငံတော်ထူထောင်မလားဒါကိုရွေးဖို့ပဲအဲ့ဒီတွေ့ကြောင့်ပြည်တွင်းစစ်ဆေးခြင်းနဲ့ဒီတိုင်းပြည်ကြီးငင်းချမ်းခြင်းရင်ဒီတိုင်းပြည်မှာရှိတဲ့တိုင်းရင်းသားလူမျိုးအားလုံးချစ်ကြည်ရင်းနှီးစွာနေထိုင်ခြင်းရင်အမျိုးဘာသာသာသနာဆိုတဲ့ဝါဒအမျိုးသားနိုင်ငံထူထောင်ရေးလမ်းစဉ်ကိုဆွတ်လွတ်ပြီးတော့ဘူချောအောင်ဆန်းချက်ပေးခဲ့တဲ့ပြည်ထောင်စုနိုင်ငံတော်ကိုအတူတကွထူထောင်ရအောင်အဲ့လူခေါင်းဆောင်မျိုးလိုအပ်တယ်လို့ကျွန်တော်ပြောချင်တယ်ဆရာကြီးကျော်ကတော့နှစ်ချုပ်ကလေးဆရာမြည်သည့်ပါတီကိုအခြေခံပြီးဖြစ်စေဒီနိုင်ငံခေါင်းဆောင်ဖြစ်လာမဲ့လူရဲ့တခုတည်းသောအရေးချင်းလို့ပြောလို့ရှိရင် national interest ပဲကိုစားပြုတဲ့ပါတီရဲ့အကျိုးစီးပွားကိုဘေးလိုက်ရတော့မယ်เนาะဘာလို့လဲဆိုတော့ဒီ national interest လို့ပြောရင်ကိုစားပြုတဲ့ပါတီရဲ့မူဝါဒလမ်းစဉ်နဲ့မကိုက်ညီတော့လဲတနိုင်ငံလုံးအမျိုးသားတစ်ခုလုံးတနိုင်ငံလုံးပေါ့ကိုအကျိုးစီးပွားရှိနေတယ်ဆိုရင်ကိုကအဲ့ဒါကိုလက်ခံပြီးလုပ်ပေးဖို့လိုတယ်အဲ့တော့ဆရာအနေနဲ့ကတော့ဒီ2015အလွန်မှာပါလာမဲ့ရွေးကောက်တင်မြှောက်လို့ရရှိမဲ့နိုင်ငံခေါင်းဆောင်က national interest ကိုဦးစားပေးတဲ့လူဖြစ်စေခြင်းတယ်ပြောလို့ပါတယ်ကျေးဇူးတင်ပါတယ်ဒီကနေ့ဆွေးနွေးတာနဲ့ပတ်သက်ပြီးတော့ကတ်တွန်းနဲ့မိမောင်းထိုးပြမဲ့ကတ်တွန်းဆရာကဘယ်လိုသရုပ်ဖော်ထားလဲဆိုတာလေးကိုတစ်ချက်လောက်ကြည့်လိုက်ရအောင်ခုနကဆရာတွေဆွေးနွေးသွားကြတဲ့လူကအဓိကလားမူကအဓိကလားဆိုတာလေးကိုကျွန်တော်အခြေခံပြီးတော့တွေးမိပါတယ်လွတ်တော်အမတ်ပဲဆိုတော့အစိုးရပဲဆိုတော့သူကရန်နေရာတစ်ခုပေါ်မှာပြေးနေတယ်ဒီရန်နေရာကအပြေးလေးကျင်းတဲ့ရန်နေရာဖြစ်နေတော့ရှေ့ကိုမရောက်ဘူးလဲတော့လဲနေတယ်ဒီတော့ကျွန်တော်အမြင်ကဒါကတော့လူလို့မြင်တယ်ဒါကမူလို့မြင်တယ်ကျေးဇူးတင်ပါတယ် DBB ရုံမြင့်တန်ကြားတရှုနေတဲ့ပရိသတ်ကြီးကိုလည်းကျေးဇူးတင်ပါတယ်တက်ရောက်လာတဲ့ပရိသတ်ကိုလည်းကျေးဇူးတင်ပါတယ်ပါဝင်ဆွေးနွေးပေးတဲ့ပုဂ္ဂိုလ်လေးဦးကိုလည်းကျေးဇူးတင်ပါတယ်ဒီကနေ့ဆွေးနွေးပွဲကနေပြီးတော့မှတစုံတရာအတိုင်းအတာတစ်ခုထိအတွေးတွေစဉ်းစားစရာတွေအများကြီးရလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ Facebook မှာဝင်ရောက်ပြီးတော့ရေးသားချင်တယ်ဆိုလို့ရှိရင်တော့ကျမတို့ရဲ့ Facebook ဖြစ်တဲ့ DBB Debate မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်website မှာသွားပြီးတော့ကြည့်ချင်တယ်ဆိုရင်တော့ debate.net မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ် email နဲ့ဆက်သွယ်ပြီးတော့အကြောင်းကြားချင်တယ်ဆိုရင်တော့ debate@dbb.no ကိုဆက်သွယ်နိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မမျိုးမျိုးပါ